ဒီနေ့ AR ရဲ့တီးသန့်အင်တာဗျူးအစီအစဉ်မှာတော့ AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဖိတ်ခေါ်ထားပါတယ်။မကြာသေးခင်ကဘူးသီးတောင်မောင်တော်ဒေသကိုရခိုင်ပြည်ကိုပြန်လည်သွားရောက်ခဲ့တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တရင်ဟာလည်းအားလုံးကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ရခိုင်ပြည်နယ်ရဲ့အခြေအနေတွေArakan Army AA ရဲ့နိုင်ငံရေးစစ်ရေးအနေအထားရခိုင်ပြည်သူပြည်သားတွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေရခိုင်ပြည်ကရိုဟင်ဂျာမွတ်စလင်တွေရဲ့နောက်ဆုံးအခြေအနေတွေအပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးတော်လှန်ရေးအခြေအနေအင်းချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးတွေကိုလည်းဒီအင်တာဗျူးမှာဆွေးနွေးမေးမြန်းမှုစီစဉ်ထားပါတယ်။ AR သတင်းဌာနကိုအင်တာဗျူးဖြေကြားပေးမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလည်းကျေးဇူးတင်ကြောင်းပထမဆုံးပြောလိုပါတယ်။မင်္ဂလာပါဗိုလ်ချုပ်ထွန်းမြတ်နိုင် Good morning ပါ Good morning ပါကွန်စော AR ကိုအခုလိုတည်တံ့အင်တာဗျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ထိုင်တဲ့ဆိုင်ပြီးခဲ့တဲ့နှစ်ဒီအချိန်ဒီကာလမှာပဲကျွန်တော်တို့အင်တာဗျူးလုပ်ခဲ့တာရှိပါတယ်။ဒီနှစ်မှာလည်းကျွန်တော်ထပ်ပြီးတွေ့တာပေါ့လေ။ဒါပေမဲ့ဒီနှစ်မှာထူးခြားတာပါလဲဆိုတော့မကြသေးခင်ကပဲဒီရခိုင်ပြည်နယ်ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့အများကြီးဖတ်ရတယ်။ရခိုင်ပြည်နောက်ဆုံးအခြေအနေတွေပေါ့။အဲ့ဒီမှာထူးခြားဆုံးသတင်းပုတ်အများစုကစိတ်ဝင်စားတယ်။အများစုစိတ်ဝင်စားတယ်ဆိုတာပြည်တွင်းမှာရောပြည်ပမှာရောနိုင်ငံတကာတန်တမန်တွေကအဆက်စိတ်ဝင်စားတဲ့သတင်းကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ရခိုင်ပြည်သွားခဲ့တယ်။မောင်းတော့မှာရှေးအောင်ဗလီတစ်ခုပြန်ဖွင့်ပေးခဲ့တယ်။ဒေသခံနေနဲ့တွေ့ဆုံတယ်ဒီသတင်းတွေပေါ့နော်။ဒီသတင်းတွေကကျွန်တော်တို့အားလုံးအတွက်စိတ်ဝင်စားကြကောင်းတဲ့သတင်းဖြစ်နေတယ်။အဲ့တော့ပြေးမေးစရာလည်းကျွန်တော်ဒီအင်တာဗျူးမှာအများကြီးရှိမယ်လို့ထင်ပါတယ်။ဆိုတော့ပထမဆုံးစပြီးမေးချင်တာကရခိုင်ခေါင်းဆောင်တယောက်အနေနဲ့အေးခေါင်းဆောင်တယောက်အနေနဲ့ရခိုင်ပြည်နယ်ပထမဆုံးပြန်တဲ့အခါမှာခံစားရတဲ့စိတ်ခံစားမှုနဲ့ကျွန်တော်တို့ဒီ interview စကြရင်ကောင်းမှထင်ပါတယ်အဆင်ပြေပါတယ်ကောင်းပါတယ်ဆိုတော့ရခိုင်ပြည်ပြန်သွားတဲ့အခါမှာဘယ်လိုခံစားရလဲဘာတွေမြင်ခဲ့ရလဲဒေသခံလူတွေတုံ့ပြန်မှုကဘယ်လိုရှိတယ်လဲမသိဟုတ်ကဲ့ဒီရခိုင်ကိုယ့်ရဲ့ဇာတိမြေပြန်ဖို့အရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီရခိုင်ကနေထွက်လာတဲ့နေ့ကလေးက day 1ကနေစဉ်းစားထားတဲ့အရန်ကြီးမားတဲ့ကျွန်တော်တို့တော်လန်ရေးခီးရဲ့လက်ကြောင်းတစ်ခုဖြစ်ပါတယ်ဒီခီးစဉ်မတိုင်ခင်ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေအများကြီးပေါ့ပြောရမယ်ဆိုရင်ဒီအထုတက်ဖွဲ့တွေကိုနှစ်ချီပြီးမှကြိုတင်ပြင်ဆင်လေ့ကျင့်တာတွေကအစားပေါ့ဘယ်နေရာမှာဘလို့ဆိုတဲ့ဟာမျိုးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ1980ကျော်ကနေရခိုင်တော်လန်ရေးကောင်းဆောင်တွေကဒီလန်ခီးမှာပဲကြာရှုံးခဲ့ကြတာတွေပေါ့ပေးဆက်ခဲ့ရတာအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့အများကြီးပြင်ဆင်ခဲ့တယ်ဆိုတော့ဒီဟာကတော့တော်လန်ရေးကလည်းမပြီးသေးဘူးဆိုအတိအကျပြောဖို့တော့ခက်တာပေါ့တချို့ဟာတော့ပြီးမှပြောဖို့ခြံထားရအောင်မယ်တကယ်ကိုကျွန်တော်တို့အောင်မြင်နဲ့လာခဲ့ကြတယ်ဒီရခိုင်ကိုယ့်ရဲ့ဇာတိမြေကိုခြေချတဲ့ချိန်မှာတော့တကယ်မိုးတွင်းပေါ့6လပိုင်း6ရက်တကယ်အမတ်တရားလည်းဖြစ်တာပေါ့ဒီကိုယ့်ရဲ့ဇာတိမြေခြေချတဲ့ချိန်မှာဒီကိုယ့်ရဲ့ဒီပင်လေပြင်ကဖြတ်လာတဲ့လေပြည့်လေငင်းလေးတွေပေါ့အဲ့ဒီအရသာလေးတွေကစားပေါ့တကယ်ကျွန်တော်တို့အတွက်ဆိုရင်ထူးခြားပါတယ်ပြီးမှဒီကာလကကျွန်တော်တို့ဒီရခိုင်ပြည်သူတွေရဲ့အခက်အခဲဆုံးကာလတွေဖြစ်တယ်ပြီးမှတိုက်ပွဲတွေအနေနဲ့ဆိုရင်လည်းအရင်ပြင်းထန်တဲ့တိုက်ပွဲတွေကိုဆင်နွှဲနေရတယ်ဆိုတော့ပြည်သူတွေရဲ့အခက်အခဲတွေနဲ့အတူတဘောရက်တည်ပြီးမှဒီကျွန်တော်တို့ရဲဘော်တွေနဲ့အရင်ကတည်းကလည်းအတူပါပဲဒါပေမဲ့ဒီတမီတဲ့တမှုတဲ့အောက်ပေါ့နော်ဒီနေရာမှာရက်တည်ပြီးမှဒီအခက်အခဲဆုံးအခြေအနေတွေကိုရုန်းကန်မယ်အတူတဘောတိုက်ပွဲပေါ့ဝင်မယ်ဆိုတော့ခံစားချက်နဲ့ပြည်သူတွေတက်လည်းအားရှိတယ်ရဲဘော်တွေတက်လည်းအရင်အလွန်အင်မတန်မှတန်ဖိုးရှိတဲ့ဒါကျွန်တော်တို့တမိုင်းရဲ့ခြေလမ်းတစ်ရပ်ဖြစ်ပါတယ်ဆိုတော့ဒီရခိုင်ပြည်ကိုဘယ်လိုပြန်သွားလဲဆိုတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီတော်လှန်ရေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးအများကြီးလေ့လာရမယ်ဖတ်ဆရာစာအုပ်တွေလည်းရှိလာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကနေပြီးတော့ရခိုင်ပြည်ပြန်ရောက်သွားတဲ့ရခိုင်ခေါင်းဆောင်တယောက်အနေနဲ့အေးရဲ့ခေါင်းဆောင်တယောက်အနေနဲ့ဒီကပြည်သူတွေပြည်ထဲမှာရှိတဲ့ပြည်သူတွေကလည်းအတော်အံ့ဩဝမ်းသာကြတာကျွန်တော်တို့တွေ့ရပါတယ်စစ်တပ်အတွက်ကလည်းအလွန်အံ့ဩစရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်လို့တခြားအတိုက်ခံခေါင်းဆောင်တွေတခြားအတိုက်ခံအဖွဲ့တွေ
တောင်လိုင်းတက်ဖွဲ့တွေအတွက်လည်းဒါဟာအော်တိုကိုအန်သိစံကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်ပေါ့နော်ဆိုတော့ရခိုင်ပြည်မှာဒီနေ့ဖြစ်နေတဲ့သတင်းတွေကအများကြီးပါပဲအဲ့တော့ကျွန်တော်ထပ်ပြီးမေးချင်တာပါလဲဆိုတော့ဒီရခိုင်ပြည်နယ်တည်ငြိမ်ရေးကအလွန်ကိုအရေးကြီးတယ်ရခိုင်ပြည်အတွက်အေအေရဲ့မဟာဗျူဟာမြောက်တဲ့စီမံကိန်းတွေပေါ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အောင်အားလုံးသိထားကြအများစုကသိထားခဲ့တာပါလဲဆိုတော့လုပ်ငန်းစဉ်တွေကိုချမှတ်တဲ့အခါမှာအကောင့်ထဲပေါ်တဲ့အခါမှာသူသိတဲ့ခြေတံလုံနေပေါ့နော်မနစ်ကကျွန်တော်လုပ်ခဲ့အင်တာဗျူးမှာဒီအာရခ dream နဲ့ပတ်သက်ပြီးတော့ရခိုင်အိမ်မက်နဲ့ပတ်သက်ပြီးကျွန်တော်တို့အာရခအိမ်မက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မေးတဲ့အခါမှာစစ်ရေးနိုင်ငံရေးပြန်လည်ထူထောင်ရေးအတွက်အများကြီးပြင်ဆင်နေတယ်ဆိုတာကိုကျွန်တော်တို့ပြောခဲ့ပါတယ်တကယ်ပြင်ဆင်နေတဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတာရှိပါတယ်အခုဆိုရင်ရခိုင်ပြည်ပြန်သွားခဲ့ပြီဒီလိုက်ကလူတို့နဲ့တွေ့တယ်ဒါအပြင်ဟလာခုနရှေးအောင်ဗလီတစ်ခုကိုဟလာဗလီတစ်ခုကိုပြန်ပြီးတော့ဖွင့်လှစ်ပေးခဲ့တယ်တစ်ချိန်တည်းမှာပဲနောင်လာမဲ့လဆိုရင်နိုင်ငံတကာအကူအညီတွေလည်းတစ်ဖက်ကန်းကိုရောက်နေတဲ့ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ဟလာဒီမွတ်စလင်ရိုဟင်ဂျာတွေအတွက်အကူအညီရဆိုင်တော့မယ်ဆိုတဲ့ဒီနေ့ထွက်လာတယ်ပေါ့နော်သူတို့တွေပြန်လာဖို့သူတို့ရဲ့ peaceful repatriation လို့ခေါ်တဲ့ dignified repatriation ပေါ့နော်အဲ့ဒါတွေကိုလည်းနိုင်ငံတကာတောင်းဆိုနေတဲ့အချိန်တွေလည်းဖြစ်ပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဘာတွေစီစဉ်ဆောင်ရွက်ထားတာရှိပါသလဲကျွန်တော်တို့ဒါရခိုင်ဒေသတစ်ခုရဲ့အခြေအနေကိုထောက်ပြီးပြောဆိုခြင်းထက်မြန်မာတနိုင်ငံလုံးအခြေအနေရောကမ္ဘာကြီးအခြေအနေပါတစွန်းတစပေါ့အများကြီးတော့ထက်မပြောတော့ပါဘူးဒီဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ဆိုရင်တော့ဒီဒုက္ခတွေကိုပြန်လေပို့ဆောင်ရေးကဒါပထမဦးစားပေးပဲသို့တော့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဆိုရင်ပြည်တွင်းစစ်တွေဖြစ်နေတယ်ပြည်တွင်းစစ်နဲ့တွဲပါလာတဲ့ငတ်မော့ခေါင်းပါမှုတွေတခြားပြဿနာတွေအများကြီးရှိနေတယ်ဒါကဒီပြဿနာကိုဖြေရှင်းဖို့ဆိုတာကကျွန်တော်တို့အတွက်ပထမဦးစားပေးဒီဒုက္ခတွေကပ်မှလည်းပဲဒီကမ္ဘာပြဿနာတွေနဲ့ဆက်ဆက်ပြီးမှအရင်လိုမျိုးအလှငွေတွေမရလာတော့ဘူးဆိုတော့ဒုက္ခတွေကိုလက်ခံထားတဲ့အိမ်ရှင်နိုင်ငံကလည်းသူ့အထုပ်ကြီးကိုဒီဘက်ကိုပြန်ပို့ဖို့အတွက်အရင်လောနေတာ။ဒါမဲ့ဒီကိစ္စကဒီတကဘာလုံးကလူသားချင်းစာနာမှုဆိုင်ရာကိုအခြေပြုပြီးမှဒီကူညီထောက်ပံ့နေတယ်။ဘာပဲလုပ်လူအခွင့်အရေးလူသားချင်းစာနာမှုဆိုတဲ့ဟာတွေကိုအခြေခံပြီးစဉ်းစားတာဖြစ်တယ်။ဒီမှာကစစ်ပွဲတွေဖြစ်နေတယ်လုံခြုံရေးကဘာမှမရှိဘူး။အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာအရာတော်၎င်းနိုင်ငံရေးအရာဒီဖြည့်ရှင်းဖို့အလားအလာအခြေခံကောင်းတွေလည်းရှိမနေဘူးဆိုတဲ့အချိန်မှာဒီလူတွေကိုရန်ပုံငွေမရှိတော့လို့စစ်ဖြစ်နေတဲ့ဒေသကိုအတင်းအဓမ္မတွန်းပို့ဖို့ဆိုတာကလူသားချင်းစာနာမှုအခြေခံမှုမှာရက်တည်ပြီးမှစဉ်းစားတာလားဘာကိုရက်တည်ပြီးမှစဉ်းစားတာလဲဆိုတဲ့ကအစမိခွန်းထုတ်စရာတွေအများကြီးရှိနေပါတယ်ဆိုတော့ဒီဒေသစစ်ဖြစ်နေတဲ့ဒေသကိုပြန်ပို့ဖို့ဒီဟာနဲ့တပြိုင်တည်းမှာပဲဒီစစ်သွေးကြော့ဒီအရန်လှုပ်ရှားမှုတွေအရင်ထပ်ပို့ပြီးမှပြင်းထန်လာတဲ့ကိစ္စတွေပေါ့အဲ့ဒါကိုလည်းပဲဒီနယ်စပ်မှာရှိနေတဲ့လုံခြုံရေး institution တချို့ကဒီမြောက်ပေးလှုံ့ဆော်ကူညီအတုံးချနေတာတွေလည်းရှိတယ်ကျွန်တော်တို့မှာကရန်သူတွေလည်းတဖြည်းဖြည်းနဲ့ရန်သူဆိုတာထက်စိန်ခေါ်မှုကပုံများပါတယ်တခြားဒေသတွေနဲ့စာမယ်ဆိုတော့ခုနကအောင်ဆိုမေးခဲ့တဲ့အထက်မှာကျွန်တော်တို့ရဲ့ strategy တွေကိုအကောင့်ထဲပေါ်မှုမှာလည်းတူတိတ်နဲ့လုပ်တယ်စနစ်တကျလုပ်တယ်ဆိုတာကလည်းဒါကတော့ဒါမျိုးမလုပ်လို့လည်းမရပါဘူးကျွန်တော်တို့မှာအရင်အမြစ်တွေကအကန့်အသတ်တွေအများကြီးရှိတယ်ဒီ PCR အထောက်အပံ့လူအစရှိသဖြင့်ပေါ့အဲ့ဒါတွေကိုတူတိတ်နဲ့ဖြည်းချင်းအရန်ကိုပင်ပန်းခံပြီးမှဒီပြောတင်းတာကိုပြောနိုင်တဲ့လောက်ပြောပြီးမှလုံနိုင်တာအကုန်လုံးကိုကျွန်တော်တို့ကမရက်မနာလုပ်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဒီနေဆက်မှာဖြစ်နေတဲ့ကိစ္စတွေကိုကင်တွယ်တဲ့အချိန်မှာလည်းပဲအထူးသတိထားရတာပေါ့ကျွန်တော်တို့ကအရင်တုန်းကဆိုရင်ဌာနချုပ်ကအဝေးမှာရှိတယ်အဝေးကနေပြီးမှနှီးပညာအကူအညီနဲ့စီမံခန့်ခွဲတယ်ဒီအချိန်မှာဟာခွက်တချို့ရှိတယ်ဟိုမှာအောက်ခြေမှာရဲဘော်တွေရဲ့စီကံတေဝတ်မှုတွေတတ်မှုအဆင့်တွေရဲ့ညွှန်ကြားချက်အတိုင်းတော့လုပ်ကြတယ်ဒါပေမဲ့ဟာခွက်တွေရှိတယ်အဲ့ဒါတွေကိုကိုကအနီးကပ်ဆိုတော့ပို့ပြီးမှအနီးကပ်ဥဆောင်မှုပေးလို့ရတာပေါ့ဥပမာ
ပလက်ဝဒေတာမှာဖြစ်နေတဲ့ဟိုနားလည်မှုလွဲမှားနေတဲ့ကိစ္စတွေဘူးတိတော်မောင်တော်ဒေတာမှာဖြစ်နေတဲ့နားလည်မှုလွဲမှားနေတဲ့ကိစ္စတွေကိုအနိကဥဆောင်မှုကွက်ကဲမှုတွေပေးနိုင်တဲ့အနေအထားဖြစ်တော့တာပေါ့ကျွန်တော်တို့ဒီဩဂတ်စ်လ30ရက်နေ့ကလုပ်ခဲ့တဲ့ဒီမွတ်စလင်လူကြီးတွေပေါ့ဘာသာရေးကောင်းဆောင်တွေပြီးမှသူတွေအရက်ဖက်လူကြီးတွေကျွန်တော်တို့နဲ့ရဲဘော်ရဲဘက်တွေနဲ့လုပ်တဲ့အစည်းအဝေးကြတော့ဒါနိုင်ငံသားနဲ့အခွင့်အရေးနဲ့တာဝန်ပြီးတော့ဒီပြဿနာတွေဖြစ်နေတဲ့တကယ်အဆုံးဖြတ်ကာလတွေမှာတမိုင်းရဲ့မှန်ကန်တဲ့ဖက်မှာရက်တည်ဖို့ဆိုတာအရင်အရေးကြီးတယ်ဆိုတဲ့ကိစ္စတွေကိုအလေးအနက်ထားပြီးမှအခြေလေဆွေးနေကြတာပေါ့ကျွန်တော်တို့ဒီလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေတဲ့အချိန်မှာဒီစကားမတွေရဲ့အတုံးချခံလုပ်ပြီးမှဟိုတမိုင်းရဲ့ဟိုဆန့်ကျင်ဖက်မှာမရက်တည်ဟိုအဲ့ဒီရက်တည်ချက်တွေဘလို့ရှိတယ်ပေါ့အခွင့်အရေးကိုတောင်းဆိုတယ်ဆိုရင်အခွင့်အရေးဆိုတာကတောင်းဆိုတယ်ဆိုတာကတာဝန်တိတိနဲ့လုပ်เสียရှိတာကိုလုပ်ပြီးဆိုရင်ဒါကတကူတကတောင်းဆိုเสียတော့မလို့ဘဲနဲ့အလိုလက်ထဲကိုရောက်လာဖို့လိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ထောက်ပြဆွေးနွေးကြပါတယ်သူတို့ဘက်ကလည်းပဲဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမှဘယ်လိုပေါ့ပြီးတော့ကျွန်တော်တို့ဘက်ကအထူးတလေထောက်ပြခဲ့တာကဒီနှစ်ပေါင်း80ကျော်လောက်ကာလထဲမှာဒီမွတ်စလင်နဲ့ရခိုင်နဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေအကျဉ်းပေါင်းများစွာဖြစ်ခဲ့တဲ့အတွက်ဒီတန်တရားတွေခံစားချက်တွေနာကြည့်မှုတွေရှိခဲ့တယ်သို့တော့ဒီအာရခတက်တော်ရဲ့ဥဆောင်မှုအောက်မှာဒီဒေတာတွေရောက်လာကြတဲ့ကတခါမှကျွန်တော်တို့လူမျိုးရေးဘာသာရေးပဋိပက္ခဆိုတာမရှိတော့ဘူးဆိုတဲ့အရှိတရားကိုထောက်ပြတာပေါ့အခုခင်ဗျားတို့ကျွန်တော်တို့ဘာသာရေးလူမျိုးရေးပဋိပက္ခမရှိဘူးနေဆက်ဒေတာမှာစစ်သွေးကြောလှုပ်ရှားမှုတွေကြောင့်လုံခြုံရေးအစီအမံတွေကြောင့်တင်းကျပ်ပေမဲ့ဒီဖက်မှာရခိုင်ပြည်အလဲပိုင်းမွတ်စလင်တွေနဲ့ရခိုင်တွေအတူတကွနေတဲ့ဒေသမှာရောင်းဝယ်ဖောက်ကဆက်ဆံရေးတွေရဲ့တိုးတက်မှုပကတိအခြေအနေတွေကိုထောက်ပြရင်းနဲ့ဒါတွေကဘာကြောင့်လဲဒီဟာတွေကိုကျွန်တော်တို့ဆက်ပြီးပိုကောင်းအောင်စူးစမ်းကြမယ်ဆိုတဲ့ဟာကိုသဘောတူညီမှုတွေအဲ့ဒီအချိန်မှာတော့ဒီသူရဲ့သာသနာရေးကောင်စီကနေပြီးမှဘာသာရေးဝတ်ပြုမှုနဲ့ပတ်သက်ပြီးမှပြောဆိုကြတဲ့အချိန်မှာဒါဒီဗလီကြီးကိစ္စကပေါ်လာပါတယ်ပေါ်လာတော့ဟာဒါကတော့သူတို့ရဲ့ဟိုနိုင်ငံသားကျွန်တော်တို့ကဒီလူမျိုးစုတစ်ခုရဲ့အခွင့်အရေးဆိုတာတဲ့နိုင်ငံသားတယောက်ချင်းစီမှာရပိုင်ခွင့်နဲ့နိုင်ငံသားတယောက်ချင်းစီရဲ့တာဝန်တွေကိုထောက်ပြရင်းနဲ့ဒါကနိုင်ငံသားတွေရတဲ့အခွင့်အရေးပဲဒါကဖွင့်ကိုဖွင့်ရမယ်သို့တော့ဒီဗလီကိုဖွင့်ပြီးဆိုခဲ့ရင်ဒီဗလီဂောပကအဖွဲ့နဲ့အစ္စလမ်သာသနာရေးကောင်စီပေါ့ကျွန်တော်တို့ရခိုင်ဒေသရခိုင်အာရခဒေသကနေဟုတ်ကဲ့ဒီဘာသာရေးအစွမ်းရောက်မှုတွေနဲ့တခြားသောရည်ချက်တွေအတွက်အတုံးချခံမဖြစ်အောင်တိချာတော့ထင်းကြောင်းပေးဖို့လိုပါတယ်ဆိုတာကိုတော့ကျွန်တော်တို့မှားခဲ့ပါတယ်ကျန်တာတော့ဒီစီစီလုံးလုံးနဲ့သဘောတူညီမှုတွေကိုကျွန်တော်တို့ချနိုင်ခဲ့ဆိုတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသွားတာကတော့အခုကနဦးမှာ reception ဒီ ground reception လို့ပြောကြပါတော့ဗောနော် ground reception ကတော့ကောင်းတယ်လို့ပြောလို့ရတာပေါ့ဒါနောက်ပိုင်းမှာတော့ဒီတက်ပို့ပြီးတော့အခြေတည်လာနိုင်တယ်ဒီငြိမ်ရေးပိုရလာနိုင်တယ်တစ်ချိန်တည်းမှာလက်သက်တရားခံတွေကနေပြီးတော့ခုနစစ်သွေးကြဆိုတဲ့စကားလုံးကိုကျွန်တော်ပြန်ပြီးမေးချင်တာပေါ့နော်ဒါတွေနဲ့ပတ်သက်ဒီ militancy တွေပို့ပြီးတော့များလာအောင်အဖက်ဖက်ကနေဖန်ကြီးနေတဲ့သူတွေရှိတယ်ဆိုတော့လက်သက်တရားခံတွေရောဘယ်သူတွေလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်သုံးသပ်ထားတာရှိတယ်လေသိထားတာရှိတယ်လေလက်သက်တရားခံတွေကတော့လက်ကတစ်ခုတည်းမဟုတ်ပါဘူးလက်တွေကအများကြီးရှိတယ်ဒီဟာကဒီကိုဝန်ကိုလက်နဲ့မွေးခဲ့တာကတော့စကမပါပဲအဲ့ဒီချိန်ကတော့စကစပေါ့ဒီကျွန်တော်တို့ဘူးတိမြန်မာစစ်ကောင်စီပေါ့ဟုတ်ကဲ့အဲ့ဒီတော့ကတော့မြန်မာစစ်ကောင်စီပေါ့အဲ့ဒီတော့ကကျွန်တော်တို့ကဘူးတိတော်မောင်တော်ဒေတာကိုအပြီးပိုင်တင်တော့မယ်ဆိုတဲ့ကာလပေါ့အဲ့ဒီချိန်မှာသူကငကိုကလေးကစထားပြီးသားဟာကိုပို့ပြီးမှဒီလူစုတာတို့တင်တန်းပေးတာတို့ပြီးပြင်ဒီအယူဝါဒမိုင်းတိုက်တာပေါ့ဒီဒေတာရခိုင်တယ်နဲ့မဆိုင်ဘူးအဲ့လိုမျိုးအပြောအဆိုတွေကအစသူရော်သားတွေကိုပြောပြီးမင်းတို့တိုက်ပြင်မင်းတို့အခွင့်အရေးတွေပေးမယ်နိုင်ငံသားပေးမယ်ဆိုတဲ့ဟာတွေနဲ့ပို့ပြီးမှမီးငွေပြီးလှုပ်တာဒါမဲ့သူတို့မတားနိုင်ခဲ့ပါဘူးဒီလူတွေကလည်းစကားမောက်အရန်ယုံလို့လည်းမဟုတ်ဘူးအခွင့်အရေးပေါ်နေပြီးဒီအခွင့်အရေးကိုယူမယ်ဆိုပြီးမှယူခဲ့တာဆိုတော့သူတို့ထွက်ပြေးတော့တဲ့အချိန်မှာဒီဘင်္ဂလားလုံခြုံရေး institution တွေမှာတာဝန်ထမ်းဆောင်နေတဲ့အရာရှိတချို့ကဒီ militancy ကိုဒီအားပေးတဲ့ငကိုအခမ်းကရှိပြီးသား
အဲ့ဒီအဖွဲ့တွေကိုစကားမကပင်နှံပေးလက်နဲ့တက်ဆင်ဟာတွေကိုကြေကြေပြန့်ပြန့်မလုပ်ခင်ကတည်းကဟိုဖက်ကမ်းမှာ RSO ကိုသူတို့ကကောက်မွေးထားပြီးသားပထမဆုံးသူတို့က RSO ကိုမွေးခဲ့တယ်သုံးမတဲတော့ ARSA ဆိုတာဖြစ်လာတယ် ARSA ကိုမွေးတဲ့အချိန်မှာ ARSA အင်အားကြီးလာတဲ့အချိန်မှာဒီမူရေးနဲ့ရာဇဝတ်ခိုင်းတွေကိုကျေပြန့်လာတဲ့အချိန်မှာသူမွေးတဲ့မိကိုသူဖော်တဲ့ဆေးကိုသူမစားနိုင်တော့ဘူးဆိုတော့သူက ARSA ကိုအရေးယူဖို့အနေထားဖြစ်လာတယ်ဆိုတော့ ARSA ကောင်းဆောင်ပိုင်းကိုအရေးယူလိုက်တယ်ပြီးမှ RSO ကိုပြန်ပြီးမှစင်မော်ကိုတင်တယ်စင်မော်တင်ပြီးမှသူကကျွန်တော်တို့ကိုဖိအားပေးတယ်မင်းတို့ဒီအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ပါဒီအဖွဲ့တွေကမင်းတို့ရဲ့ပုံရံသူကိုတိုက်မှာပဲဆိုပြီးမှကျွန်တော်တို့ပုံစံအမျိုးမျိုးနဲ့ဖိအားပေးတာပေါ့မင်းတို့ဟိုကျွန်တော်တို့မှလည်းပဲကျွန်တော်တို့ရဲ့အကြက်တွေအများကြီးရှိတယ်သူကသူ့ရဲ့ဟိုနိုင်ဖဲပုံစံမျိုးနဲ့ကင်ပြီးဖိအားပေးတယ်ပြီးမှဒီသူ့ရဲ့သူမွေးထားတဲ့ဒီ RF ဗာလဲ RSO တို့တခြားဒီအဖွဲ့အစည်းတွေနဲ့ပေါင်းလုပ်ပြီးမှဒီတိုက်ခိုက်တာပေါ့ကျွန်တော်တို့အဲ့ဒီအဆိုပြုချက်ကိုလက်မခံခဲ့ပါဘူးဒီဟာအတွက်လည်းသူ့မှာဒီအညိုတေးတယ်ထားတာတွေရှိခဲ့တယ်အခုလည်းပဲဒီဟာတွေပါပဲကျွန်တော်တို့အဲ့ဒီ data တစ်ခုလုံးကိုထိန်းချုပ်လိုက်တဲ့အချိန်မှာသူကအဲ့ဒါကိုအရင်မနာလို့မချွစိမ့်ဖြစ်တာပေါ့သူအရင်ခံစားရတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့လက်ထဲမှာဒီ data ကိုထိန်းချုပ်ထားသည့်တိုင်အောင်ဒီဟာဟိုတရားဝင်မှုကိုသူကအောက်ခြေကနေတိုက်စားမယ်တိုက်ကွက်တွေနဲ့ပုံမှန်ဒီတိုက်ကွက်တွေပေါ်နေတော့တာပဲဒါကြောင့်ဒီစစ်သွေးကြွတွေကိုမွေးထားတဲ့လူတွေကဒီကိစ္စမှာသူတို့အချင်းချင်းတော့မိတ်ဆွေတွေတော့မဟုတ်ဘူးဒါပေမဲ့ဒီအခြေအနေမှာသူတို့အချင်းချင်းကဘုံအကျိုးတွေဖြစ်ထွန်းနေတယ်စကားမကလည်းပဲကျွန်တော်တို့ကိုနောက်ကျော်ကဝင်တိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့စစ်ဦးကတစ်ဖက်ကိုလဲ့နေမယ်ဒီဟိုဖက်ချမ်းမှာရှိနေတဲ့စစ်သွေးကြွတွေကိုအားပေးတဲ့ဘင်္ဂလားစစ်အရာရှိတွေကလည်းပဲဒါမင်းတို့အေးတောင်တိုက်တော့တာပဲမင်းတို့လည်းတိုက်ပါအရင်တုန်းကဆိုရင်ဒီစစ်သွေးကြွခေါင်းဆောင်တွေကိုသူတို့ကလူတဆင့်ခံပြီးမှခေါ်တယ်ဒီရက်ပိုင်းကစပြီးမှကျွန်တော်တို့သတင်းအတိအကျရှိတယ်နော်ဒီရက်ပိုင်းကစပြီးမှမင်းတို့တောင်ပြိုကိုတိုက်လို့မရရင်တောင်မှတောင်ပြိုရဲ့မြောက်ဖက်မှာရှိတဲ့နေရာတွေကိုမရရင်ရအောင်တိုက်ပါမရှိရင်ရှိတဲ့ဟာနဲ့ဝင်တိုက်ပါဆိုပြီးမှပြောလာတဲ့အတွက်မနေ့ညကစပြီးမှကျွန်တော်တို့စခန်းကိုဝိုင်းပြီးမှတိုက်နေတဲ့တိုက်ပွဲအခုထက်ထိဖြစ်နေတော့မယ်ခုနပြောသွားတဲ့အထက်မှာ ARSA တို့ RSO တို့ပြီးတော့ဒီမွတ်စလင်ပြည်သူစစ်ပေါ့အဲ့ဒါတွေကိုနှစ်ဖက်စလုံးကဘင်္ဂလားဒေ့ရှ်ဘက်ကရောမြန်မာစစ်တပ်ဘက်ကရောလည်းနဲ့တက်ဆင်ပေးပြီးတော့ဒီ militancy ပေါ့နော်ဒီစစ်သွေးကြွတွေနဲ့ဒီအခြေအနေကိုပို့ပြီးတော့ဆိုးဝါးအောင်ဖန်တီးနေတာပေါ့အဓိကသူတို့ရဲ့ target ကတော့ AA ပဲဖြစ်နေတာပေါ့ဟုတ်တယ်မလားတစ်ချိန်တည်းမှာပဲခုနကဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့သလိုပဲဒီဒုက္ခသည်တွေပြန်လဲနေရာချရေးကိစ္စကိုလည်းနိုင်ငံတကာကတောင်းဆိုနေတာတွေရှိတယ်တစ်ချိန်တည်းမှာပဲ AA နဲ့ပတ်သက်ပြီးတော့လဲတကယ်ကိုဟာလာ AA နဲ့ပတ်သက်ပြီးတော့လဲ accusation တွေဆွဆွဲမှုတွေအခုတလုံးအတော်ကိုထွက်လာတာတွေ့ရတယ်။မကြာသေးခင်ကပဲဘင်္ဂလားဒေ့ရှ်မှာ international conference ပေါ့နော်။ဒီရိုဟင်ဂျာနဲ့ပတ်သက်တဲ့ international conference တခုလုပ်သွားတယ်။အချိန်ခိုက်ဆိုသလိုပဲAA ရဲ့ဒီတပ်ဖွဲ့ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေတပ်ဖြတ်မှုကိစ္စတွေထွက်လာတာကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ထန်းလျှောက်ခံဖြစ်စဉ်ကိစ္စတွေပေါ့နော်။ဆိုတော့ဒီဒါတွေနဲ့ပတ်သက်ပြီးတော့ AA ဝိုင်းပြီးလက်ညှိုးထိုးလာတာတွေတွေ့ရတယ်။ဒီ accusation တွေဒီလိုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘာတွေပြောချင်တာရှိလဲဟုတ်ကဲ့အခုကဒီနိုင်ငံတကာညီလာခံတွေဆိုတာကလည်းဘင်္ဂလားဒေ့ရှ်ရဲ့ဟိုအခုလက်ရှိယာယီအစိုးရခေါင်းဆောင်ဒေါက်တာယူနို့စ်ရဲ့ proposition ဖြစ်ပါတယ်သူတို့ကတော့အမျိုးမျိုးဒီသူက activist နောက်ခံကနေပြီးမှနိုင်ငံရေးစင်ပေါ်ရောက်လာတာဆိုတော့သူရဲ့ policy တွေကိုတင်ဆက်တဲ့အချိန်မှာ activist ဆန်တင်ဆက်တာတွေကိုကျွန်တော်တို့တတိထားမိတယ်နောက်လာမဲ့အနှစ်မတိုင်ခင်မင်းတို့ဇာတိတွေကိုပြန်ရမယ်ဆိုတဲ့ဟာမျိုးပေါ့လက်ရှိမြန်မာနိုင်ငံရခိုင်ဒေသအခြေအနေနဲ့ဖြစ်နိုင်မှာလားမဖြစ်နိုင်မှာလားဆိုတာထက်သူ့ရဲ့ proposition ကိုပဲသူကစဉ်းစားပြီးမှတင်လာတယ်ပြီးမှဒီနိုင်ငံတကာညီလာခံတွေကိုလုပ်တယ်ဆိုတာကလည်းပဲအခုဒီဒုက္ခတွေအတွက်အလှငွေရန်ပုံငွေတွေကကျလာတဲ့အချိန်မှာဒီ issue ကိုတင်ဖို့လိုတယ်ဒီ issue ကိုတင်ပြီးမှသူကနိုင်ငံတကာဒိုနာတွေစီကနေရန်ပုံငွေရမယ်ပြန်ပြီးမှဒီသူတို့ရဲ့ strategy ကိုအကောင့်ထဲပေါ်ဖို့အတွက်ပေါ့repatriation ဆိုတာကတော့ပုံစံအမျိုးမျိုးနဲ့ပြောကြပါတယ်
တချို့ကတော့တကက်ပြည်သူတွေကတော့ငြိမ်းချမ်းတော်နဲ့ပြန်လာပြီးမှမြန်မာနိုင်ငံအပေါ်ကိုတစ္ဆာရှိတဲ့ဥပဒေကိုလိုက်နာတဲ့ငြိမ်းချမ်းရေးကိုလိုလားတဲ့တာမန်ပြည်သူတွေရှိသလိုစစ်သွေးကြော့တွေကအကြံစီအမျိုးမျိုးနဲ့ဟိုနိုင်ငံတကာရဲ့ဂျားဝင်မှုနဲ့ဒီ R2P ပေါ့သူတို့ရဲ့တိကျအစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အစီအစဉ်ကအဓိကဖြစ်တယ်ဒီနေရာမှာဒီဥရောပနိုင်ငံတွေမှာအခြေပြုထားတဲ့ diaspora community လို့ခေါ်တဲ့ပုံကိုယ်တွေပေါ့အဲ့ဒီပုံကိုယ်တွေက ကိုကျိုးထွန်းမြတ်နိုင်ပြောတာကအဲ့ဒီဥရောပမှာအခြေပြု diaspora ဆိုတာက Rohingya Muslim campaign အုပ်စုလို့ပြောတာလားအဲ့ဒီပုံကိုယ်တွေကိုရည်ညွှန်းပြောကြားခြင်းဖြစ်ပါတယ်အဲ့ဒီပုံကိုယ်တွေကတကယ်ကactivist လိုမျိုးလူအခွင့်အရေး civil right ခေါင်းစဉ်တွေမျက်နှာဖုံးတွေအမျိုးမျိုးတတ်ထားပေမဲ့တကယ်နောက်ွယ်မှာကဒီစစ်သွေးကြောအဖွဲ့တွေရဲ့အဓိကpolicy maker တွေဖြစ်ပါတယ်သူတို့ရဲ့online အတန်ဖိုင်တွေကအစကျွန်တော်တို့တွေ့မိတယ်ဒီလူငယ်တွေကိုဒေါ်လာ2000ပြည့်မယ်ခိုင်ဒေတာကိုဝင်တိုက်ပါအခုမင်းတို့တမျိုးလောက်ရတော့မယ်ကြံတဲ့ဟာတွေကအစပေါ့ကြေညာချက်ရေးတာတွေကအစသူတို့အခါတော်ပေး policy တွေကိုလမ်းညွှန်နေတဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်ဒီလူတွေမှာကြတော့ဒုက္ခတွေပြန်ပို့ရေးဆိုတဲ့ကိစ္စကငြိမ်းချမ်းစွာနဲ့မြန်မာနိုင်ငံရဲ့ဥပဒေကိုလိုက်နာတဲ့တာမန်ပြည်သူတွေလိုမျိုးမဟုတ်ပဲနဲ့လက်နက်ကင်ပြီးမှငါတို့ဝင်လာမယ်ပြီးမှဒါနိုင်ငံတကာအစီအမံနဲ့ဖြစ်ဖြစ်ဒါ R2P ကိုဖြစ်ဖြစ်သူတို့ကထွင်မယ်ဆိုတဲ့ strategy ပဲရှိတယ်အဲ့ဒီရေမှန်းချက်ပဲရှိတယ်သူတို့ကအဲ့ဒီရေမှန်းချက်နဲ့အဲ့ဒီ strategy ကိုထပ်ပြီးမှအကောင့်ထဲပေါ်နေတာတယ်သူတို့အခုလုပ်နေတဲ့ဒီနိုင်ငံတကာညီလာခံဆိုတဲ့ဟာကိုကျွန်တော်တို့ကိုတဆင့်ခံပေါ့ဗျာသူ့ရဲ့နိုင်ငံတကာအဆက်အသွယ်တွေပေါ့တန်တမန်တွေကနေတဆင့်ဖြစ်နောက်ပြီးမှတချို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒီကျွန်တော်တို့နဲ့ဆက်သွယ်ရှိတဲ့လူတွေစီကပဲဖြစ်ပေါ့ဒီညီလာခံကိုကျွန်တော်တို့တက်ဖို့အတွက်ဖတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအရန်တတိထားတယ်ဒီဟာကိုကျွန်တော်တို့ကလူကိုယ်တိုင်တက်ရင်သူ့မှာအာသာချက်အားနည်းချက်ရှိတယ်သူတို့ကတော့တက်ဖို့ခေါ်တဲ့အချိန်မှာတက်ချင်းရဲ့အကျိုးကျေးဇူးတွေကိုသူကမက်လုံးပေးပြီးခေါ်တာပေါ့ဒါပေမဲ့တက်ရင်ဘာဖြစ်မယ်ပြီးတော့ဒီညီလာခံကိုစစ်သွေးကြွတွေက hijack လုပ်တော့မယ်ဆိုရင်ဒီညီလာခံရဲ့လားရာကငင်းချပြီးမှစီးလုံးတဲ့နိုင်ငံရေးအဖြစ်တွေထွက်လာမှာထက်စစ်သွေးကြွတွေရဲ့ထောင်ထားတဲ့အကွက်ကိုအဲ့ဒီလမ်းကြောင်းကိုဖြောင်းကြီးရောက်တော့မယ်အခုပထမညီလာခံကိုလုတ်တော့တာကိုကျွန်တော်တို့တောက်လျှောက် monitor လုပ်ကြည့်တယ်ဟုတ်ကဲ့လုတ်ကြည့်တော့သူတို့မှလည်းဒုက္ခတွေရှိပါတယ်အဲ့ဒီဒုက္ခတွေကိုပြောရင်းနဲ့သူတို့ကဒီနိုင်ငံတကာဒီဒိုနာတွေကနေရန်ပုံငွေရရှိရေးအတွက်ဒီသူတို့ရဲ့ဟာပေါ့အခက်အခဲတွေကိုတင်ပြရင်းနဲ့ဒီဖက်မှာဖြစ်နေတဲ့ပြဿနာတွေကိုပုံကြီးဒီအစမတန်ပုံကြီးချက်ပြီးမှဒီကျွန်တော်တို့ကိုအပြစ်ဖို့တာပေါ့ဒါကလည်းဘာကြောင့်လဲဆိုတော့သူတို့ကဒုက္ခတွေတကယ်ကြီးမားတဲ့ဒုက္ခရောက်နေပါတယ်ဆိုပြီးမှဒီဘယ်လိုပြောမလဲ media narrative international headline တွေကိုဖန်တီးပြီးမှဒိုနာတွေကိုဆွဲတဲ့အကွက်ပါပဲရန်ပုံငွေလည်းလိုနေတယ်ကွာပြီးမှဒီညီလာခံမှာသူတို့ဟာလူမျိုးတုံးအသက်ခံနေရပါတယ်သူတို့အပြောပေါ့နော်genocide ဖြစ်နေပါတယ်ဆိုတာကိုပြနိုင်ပြီးမှပဲနိုင်ငံတကာရဲ့အကူအညီနဲ့ဒီဆုံးဖြတ်ချက်တွေကပြည်ပြင်းဖြစ်လာမှာပေါ့ဒါကိုမပြောနိုင်ဘူးဆိုရင်ဒါကသူ့အတွက်အဆင်မပြေဘူးဒါကြောင့်ကျွန်တော်တို့ဒီထိန်းချုပ်ထားတဲ့အချိန်မှာဒီ data မှာဖြစ်နေတဲ့တာမန်မှုတွေရှိမယ်ဒါမှမဟုတ်ရင်လည်းတိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာအယိုးစုတို့ဥကောင်းခွန်တို့ဆိုတာနေရာတိုင်းမှာရှိတာပဲလူတွေထောင်ချီပြီးမှတိုက်ပွဲကြီးတွေဖြစ်တာအဲ့ဒီ data မှာအဲ့ဒါတွေကိုကြည့်ပြီးမှသူကဘယ်လိုပြောမလဲ alternative fact တွေပေါ့ဘယ်လိုပြောမလဲဒီသူ့ရဲ့အခြေအနေတွေကို manipulate လုပ်ပြီးမှသူလိုချင်တဲ့ပုံစံနဲ့ present လုပ်တာပေါ့narrative ကိုပြောင်းပြီးပြောတဲ့ပုံစံနဲ့ပြောချင်တာလားဟုတ်ကဲ့အဲ့ဒီလိုမျိုးတင်ဆက်တာပေါ့ဒီထမ်းလျှောက်ခံကိစ္စဆိုရင်လည်းပဲဒါထင်ရှားနေတဲ့ကိစ္စပါပဲဟုတ်ကဲ့ကျွန်တော်အဲ့ဒါကိုအဓိကထားပြီးသိချင်တာထမ်းလျှောက်ခံတဲ့ကိစ္စနဲ့ပတ်သက်လာရင်ဘက်ကနေကျူးလွန်ခဲ့တဲ့လူခွင့်ချိုးဖောက်မှုတွေလူတက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီမီဒီယာတွေမှာအများကြီးရေးသားဖော်ပြခဲ့တာတွေ့ပါတယ်ကျွန်တော်တို့ကလည်းဒီသတင်းနဲ့ပတ်သက်ပြီးရေးသားခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးအဓိကထားပြီးပြောစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူး
အဲ့ဒီထမ်းလျှောက်ခံကိစ္စကလည်းလူ900ကျော်လောက်နေတဲ့ရော်တရောအခုကလူ800လောက်ရှိသေးတယ်အရင်ဥက္ကဋ္ဌအုပ်ချုပ်ရေးမှူးဟောင်းလည်းရှိနေတော့ပဲကျွန်တော်တို့ကထမ်းလျှောက်ခံရော်တစ်ဆိုတဲ့နေရာကိုချထားပေးထားတယ်အဲ့ဒီဒေသမှာအဲ့ဒီရော်မှာလည်းပဲအရင်ဥက္ကဋ္ဌလည်းရှိနေတော့ပဲအရင်ဘာသာရေးလူကြီးတွေလည်းရှိနေတော့ပဲအတင်းအဓမ္မဖိအားပေးတယ်လို့ပြောသည့်တိုင်အောင်လူ900ကျော်ရှိတဲ့ရော်မှာလူ800ကျန်သေးတယ်ကွာအဲ့ဒီလူထက်ကတယောက်ယောက်တော့သူတို့ပြောလို့ရမှာပဲလားမှန်တရားကိုအခုကတရော်လုံးလည်းရှိတယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းရှိတယ်အဲ့ဒီလူပဲအုပ်ချုပ်နေတော့မဲ့သူတို့ပြောတဲ့လူ600ဆိုရင်လူ200လောက်ပဲကြံရမယ်လေနော်ထွက်ပြေးတော့တဲ့လူကနေပြီးမှဒီဟာရော်သားတွေတခုတည်းမဟုတ်ဘူးအဲ့ဒီတိုက်ပွဲမှာပါခဲ့တဲ့ပါခဲ့တဲ့တမမှုဒုတမမှုအစင်ကနေအစင်ပြီးမှအဲ့ဒီစကားစတက်ရဲ့မိသားစုဝင်တွေအကုန်လုံးကျွန်တော်တို့မှာတက်တဲ့အနေနဲ့ရှိနေတော့ပဲအဲ့ဒီဖြစ်စဉ်တွေမှာလည်းအယိုးစုတစ်ခုကိုဓာတ်ပုံရိုက်လိုက်တော့အဲ့ဒီအယိုးစုကိုဆွဲထုတ်လိုက်တဲ့အချိန်မှာစစ်ဖက်နှက်ကြီးတွေနဲ့တန်ခမောက်ကြီးတွေနဲ့ဆောင်းပြီးပါလာတာကိုသူကအလော30နဲ့သူ့ရဲ့ narrative ကို foundation စိတ်နဲ့ပေါ့လေဇောနဲ့လုတ်လိုက်တော့အမှန်တရားတွေကဒီမှာတက်သေးတွေကိုယ်တိုင်သူလုတ်တဲ့အလုပ်မှာကိုယ်တိုင်တက်သေးတွေကပြနေတယ်သူပြောတဲ့အပြောမှာကိုယ်တိုင်ကသူတို့ပြောတဲ့ဆွတ်ချက်တွေပေါ့2024မေလ2ရက်နေ့မှာအကုန်လုံးကိုတက်လိုက်ပါတယ်လို့သူပြောနေတဲ့အချိန်မှာစကားစားတက်တွေကအဲ့ဒီရောကိုဆုတ်ခွာလာတဲ့နေ့ပဲအဲ့ဒီနေ့မှာတိုက်ပွဲလည်းမဖြစ်သေးဘူးအဲ့ဒီနေ့မှာကျွန်တော်တို့ကမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့တခြားရောဖက်ကနေလောင်စပီကာနဲ့ရောသားတွေကိုရွှေ့ပြောင်းဖို့ထွက်လာဖို့မိုက်တွေနဲ့អော်နေတဲ့အချိန်ပဲဖြစ်တယ်သူတော့သူပြောတဲ့နေ့စွေးတွေကလည်းဟိုရောက်ဒီရောက်နေပေါ့နိုင်ငံတကာမီဒီယာတွေမှာအဲ့လိုမျိုးပြောနေတာတွေကိုကျွန်တော်တို့သတိထားမိတယ်ဒါကြောင့်ဒီထမ်းလျှောက်ခံကိစ္စကတော့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလိုမျိုးတက်တွေအထောက်ထားမရှိဘဲနဲ့ရှိပါတယ်ဆိုမှဘာမှမပြနိုင်တဲ့ဟာတွေကိုပြောပြီးမှမျက်လက်ဆရာလိုမျိုးလုပ်နေတာကိုကျွန်တော်တို့တစ်ဖက်ကလည်းသဘောကျတယ်။ဘာကြောင့်လဲဆိုတော့သူကဒါမျိုးမဟုတ်ကပြောတာကိုကျွန်တော်တို့ကတက်တည်ပြနိုင်တယ်ဆိုရင်ရေရှည်မှာသူများတွေကလည်းသူတို့ရဲ့ဒီပုံပြင်တွေကိုတန်တရားပို့ကြီးလာမှာပေါ့။အရင်ဖြစ်စဉ်တွေမှာလည်းရှိဖို့ပါတယ်။တခြားနိုင်ငံကလူတီအလောင်းတွေကိုပြပြီးမှဒီရခိုင်ဒေသမှာဖြစ်ခဲ့ပါတယ်ဆိုပြီးမှလိန်လေဝါဒဖြန့်တဲ့ကိစ္စတွေလည်းအရင်လည်းရှိဖို့တယ်အခုကိစ္စမှာလည်းပဲအမှန်တရားကဒီထက်ပိုပြီးထင်ရှားလာရင်ဒါတစ်ဖက်ကလည်းဒီအခက်ခဲကြားကကောင်းမွန်တဲ့အဖြေလည်းပေါ်လာနိုင်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့နိုင်ငံတကာမီဒီယာမှာတော့ဒီကိစ္စနဲ့ပတ်သက်လာရင်အရင်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လာရင်အေးပေါ်မှာရောမြန်မာစစ်တပ်ပေါ်မှာရောဒီနိုင်ငံကမီဒီယာကမြင်တဲ့အမြင်ရေးတဲ့ narrative ကရှိတာပေါ့နော်ဆိုတော့ကျွန်တော်ထပ်ပြီးမေးချင်တာပါလဲဆိုတော့ဒီရခိုင်ပြည်မှာဒီမွတ်စလင်ရိုဟင်ဂျာတွေပေါ်မှာအေးကနေပြီးတော့ဟလာလူခွင့်ချိုးဖောက်ခဲ့တာတွေရှိပါတယ်အဲ evidence လည်းရှိခဲ့ပါတယ်အရင်တော့ဆိုရင်လည်းပြီးတော့ဒီနှစ်ခုကြားမှာရှိတဲ့ဖိပက္ခတွေကလည်းဟလာအများကြီးရှိနေတာကျွန်တော်တို့တွေ့ရတယ်ဒါတွေနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းမလဲ AAS strategy ကပါလဲဆိုတာမျိုးကိုလည်းကျွန်တော်အပြင်တခြားသတင်းတောက်တွေရောသတင်းစာဆရာတွေရောနောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့ပြည်သက်ကရောသိချင်တာတွေရှိပါတယ်ဆိုတော့ဒီသူတို့အားလုံးရဲ့ကိုစားကျွန်တော်ဒီမေးကိုမေးတာပါအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီကိစ္စတွေနဲ့ပတ်သက်ရင်ဘယ်လိုဖြေရှင်းဖို့စီစဉ်နေလဲAAကဒီကိစ္စနဲ့ပတ်သက်ပြီးဘာတွေဖြေရှင်းဖို့စီစဉ်ထားလဲ reconciliation ဘယ်လိုတိဆောက်ကြမလဲဟုတ်ကဲ့ကျွန်တော်တို့ဒီကာလကစစ်ကာလဖြစ်တယ်စစ်ကာလဆိုတော့ဒီခိုင်ဒေတာကိုစကားကရေချောင်းရောလေချောင်းရောကုန်းချောင်းရောအကုန်လုံးအဖက်ဖက်ကပိတ်ဆို့ထားတယ်အခုဆိုရင်တောက်လျှောက်ပိတ်ဆို့ထားတာ၄နှစ်ကျော်လာပြီဒီပိတ်ဆို့မှုတွေမစတင်ခင်၈နှစ်တွေကလည်းခိုင်ဒေတာကိုအမျိုးမျိုးနဲ့ပိတ်ဆို့ထားခဲ့တယ်ကိုဗစ်ကာလမှာလည်းပိတ်ဆို့ထားတယ်ကိုဗစ်ကာလမတိုင်ခင်လည်းကျွန်တော်တို့တိုက်ပွဲတွေကြားမှာပြည်သူတွေတကယ်ဆင်းရဲဒုက္ခတွေနဲ့ကြုံခဲ့ရတယ်ဒီအချိန်မျိုးမှာပြည်သူတွေကအရင်ခက်ခဲတယ်မြန်မာနိုင်ငံရဲ့အခက်အခဲဆုံးပြည်သူတွေဆိုရင်ရခိုင်ဒေသပဲဖြစ်လိမ့်မယ်ဟုတ်ကဲ့ဆိုတော့ဒီခက်ခဲမှုတွေကြားမှာ
ပြည်သူတွေကအပြင်ကိုထွက်ပြေးကြတာတွေရှိတယ်ရန်ကုန်မှာလည်းကျွန်တော်တို့ရခိုင်တွေအများကြီးပဲတခြားဒေသတွေမှာလည်းအများကြီးပဲထွက်ပြေးလာကြတာဆိုတော့ဒီနေဆက်ဒေသမှာရှိတဲ့မွတ်စလင် community လည်းဒီအကြက်တဲ့တွေကြောင့်ထွက်ပြေးရတာပါပဲပြီးတော့ဒီစစ်ပွဲကာလရဲ့ရှုပ်ထွေးမှုတွေကတော်တော်လေးကိုများပါတယ်တစ်ဖက်ကအသုံးချပြီးမှပြဿနာတွေနဲ့ထောင်လျှောက်ဆင်အဲ့ဒီကြားထဲမှာဒီလူအခွင့်အရေးကိုဘယ်တစ်ဖက်တစ်ခုပဲမြင်တဲ့လူတွေကတော့ဘာဘယ်အရာပဲဖြစ်ဖြစ်လူအခွင့်အရေးပဲဥပမာအမျိုးသမီးအခွင့်အရေးကိုပြောတဲ့လူတွေဆိုရင်လည်းပဲအမနှုတ်ဆက်လို့ပေါ့လေအမဝတ်လာတယ်တော့လို့တော့မပြောရဲတော့ဘူးဝတ်လာတယ်လို့ပြောလိုက်တာနဲ့ body shaming လုပ်ပြီးမှအဲ့လိုမျိုးပြောခံဘူးတယ်လေဒါကြောင့်စိုးရိမ်နေရတယ်ကိုကပဋိသင်္ဍေရစကားတခွန်းတောင်မှသူ့ရဲ့ပြည်ရတဲ့ဆိုရင်အပြစ်မလွတ်ဘူးဖြစ်နေတာပေါ့ကျွန်တော်တို့ဒီလိုမျိုးစစ်ပွဲတွေကြားမှာလူအခွင့်အရေးသမားတွေကတောက်ထောက်ပြီးမှနိုင်ငံတကာသူတို့မှလည်းဒီအစွဲကရှိပြီးသားဒီလူရဲ့ယူဆချက်ဆိုတာကသူ့ရဲ့ဝါဒဖြန့်တဲ့လူကဖြန့်ထားတယ်အဲ့ဒီဝါဒဖြန့်တဲ့ဟာကတစ်ခါနှစ်ခါလောက်အမှန်ဆိုပြီးမှတိုက်ဆိုင်မှုတယ်ဆိုရင်နောက်အခု80လောက်မမှန်ရင်လည်းပဲသူကဒီစွတ်စွဲချက်နဲ့ဒါသူကယူဆမှာပဲကျွန်တော်တို့ကနိုင်ငံတကာမီဒီယာမှာလည်းပဲဒီတစ်ဖက်သက်ပုံဖော်ခံရတဲ့ဟာတွေများပါတယ်ရခိုင်ဒေသမှာဒီနိုင်ငံတကာ narrative တွေအရာပေါ့လေဒီမွတ်စလင် community က genocide ခံရတဲ့တားကောင်တွေပါဆိုတဲ့ဟာကအရန်လွန်မိုးတယ်တကယ်ဘူးတီတောင်မောင်းတော့နေဆက်ဒေသမှာ genocide ခံရတာက non muslim တွေကများပါတယ်တကယ်ဒါအရှိတရားပဲ non muslim ဆိုတာက non muslim ဆိုတာမွတ်စလင်မကိုယ်ရတဲ့ Hindu ကိုပါဝင်ပေါ့ကွာChristian တွေလည်းရှိမယ်နော်ပြီးမှဒီ Buddhist တွေရှိမယ်ကွာဘာသာဘာမှမရှိတဲ့လူမျိုးစုတွေပေါ့သူက 0.4 လောက်ပဲရှိရလေရာခိုင်နှုန်းက4ရာခိုင်နှုန်း 0.4 တော့မဟုတ်ဘူး4ရာခိုင်နှုန်းလောက်ပဲရှိတယ် population ကပြောတာပေါ့ဟုတ်ကဲ့အရင်တုန်းကတော့ 10% လောက်ရှိတယ်အခုကတဖြည်းဖြည်းလုံးပါပြီးမှမနေရတော့ဘူးထွက်ပြေးတော့တယ်တချို့ဆိုရင်လည်းအသက်ခံရတယ်ဥပမာဆိုရင်ဒီရက်ပိုင်းမှာဒီစစ်သွေးကြောတွေကိုဒီဘင်္ဂလားအာဏာပိုင်တွေကအစည်းအဝေးခေါ်တယ်လွန်ခဲ့တဲ့ရက်ပိုင်းကပြီးမှမင်းတို့ရှိတာနဲ့ဝင်ရမယ်ဆိုပြီးမှဖိအားပေးပြီးမှအတင်းတွန်းပြီးမှသွင်းတာမင်းညာကဆိုတိုက်ပွဲဖြစ်တယ်အခုလည်းဖြစ်နေတော့မယ်ဟုတ်ကဲ့အခုလည်းဖြစ်နေတော့မယ်သူတို့အဖွဲ့တွေဝင်လာပြီဆိုတာနဲ့နေဆက်မှာတွေ့တဲ့လူတွေကိုသူတက်လိုက်ပြီအလောင်းတွေကိုသူကလူတွေကိုတက်လိုက်ပြီဆိုရင် AA uniform ဝတ်တယ်ဒါမှမဟုတ်ရင် equipment တွေပါတယ်ဝတ်ပြီးမှ AA နဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီးမီဒီယာမှာတင်ပြီအဲ့ဒါဆိုသူအရက်သားတွေကိုသူတတ်ထားလိုက်ပြီဒါမျိုးတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ဆိုတော့ဒီကျွန်တော်တို့ကကာတာရဲ့အလှူငွေလည်းမရှိဘူး Al Jazeera လိုမျိုးကျွန်တော်တို့ရဲ့narrative တွေကိုတင်ပြပေးမဲ့မီဒီယာအဆင့်လည်းမရှိဘူးလေအခုလည်းပဲဒီမီဒီယာတွေဒီရန်ပုံငွေတွေကနေပြီးမှတိမ်မွေ့စော်နဲ့ပဲကျွန်တော်တို့ကိုဘယ်လိုပြောမလဲ legal harassment လို့ပြောမလား legal intimidation ပေါ့ lawfare ပေါ့ဥပဒေနဲ့ထိုးစစ်ဆင်တာပေါ့ဗျာအဲ့ဒါတွေနဲ့အနောက်ရှက်ပေးတာပေါ့တစ်ဖက်ကလည်းပဲဒီလူအခွင့်အရေးဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ကိုတိုက်ပွဲပေါ်သလိုစစ်သွေးကြောတွေကိုလည်းမြောက်ပေးတင်တန်းပေးထောက်ပံ့ပြီးမှတကယ်well synchronized တကယ် comprehensive strategy နဲ့ကိုသူတို့ချဖို့အတွက်ခြေလှမ်းတွေကိုတင်လာတာတပြိုင်တည်းမှာနိုင်ငံတကာညီလာခံတွေလုပ်တယ်နိုင်ငံတကာညီလာခံမှာဥပမာ ULA ထိန်းချုပ်ထားတဲ့အချိန်မှာရခိုင်ဒေသမှာမွတ်စလင်နဲ့ရခိုင်နဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတစ်ခုမှမရှိတော့ဘူးဆိုတဲ့ဟာကိုသူတို့ဘယ်တော့မှမပြောဘူးပြီးမှဒီလူတွေနဲ့ဆက်ဆံရေးတိုးတက်လာတယ်ယုံကြည်မှုတွေတည်ဆောက်နေတယ်ပြီးမှကျွန်တော်တို့ဟာဒီမွတ်စလင် community အတွက်အခြေခံအကြဆုံးဖြစ်တဲ့ကျမ်းမာရေးပညာရေးနော်စာဝတ်နေရေးတွေအတွက်ဘလို့မရှိတဲ့ကြားကဘယ်လိုမျိုးကူညီဆောင်ရွက်နေတယ်ဆိုတာကိုဘာမှလုံးဝ ignore disregard လုပ်ပြီးမှဒီစစ်မြေပြင်မှာခုနပြောတဲ့စစ်သွေးကြောနဲ့အကုန်ရောပြောပြီးမှကျွန်တော်တို့ကစစ်ဆေးရတယ်ဒီကိစ္စအင်မတန်ခက်ခဲတယ်ဒီလိုမျိုးဆွဆွဲမှုတွေကိုကဘာရဲ့မီဒီယာတွေကိုထိန်းချုပ်ထားတဲ့အမေရိကန်လည်းမရှောင်နိုင်ဘူးတရုတ်နိုင်ငံလည်းမရှောင်နိုင်ပါဘူးတခြားပြည်နိုင်ငံမှလည်းမရှောင်နိုင်ဘူးကျွန်တော်တို့ဆိုရင်ပို့ပြီးမှထိတာပေါ့မြန်မာနိုင်ငံမှာဆိုရင်ဘယ်ကောင်းဆောင်ပဲတက်တဲ့စစ်အုပ်စုကအာဏာကိုကင်ပြီးမှနိုင်ငံကိုအုပ်ချုပ်ရင်လည်းစစ်အုပ်စုကိုအဲ့ဒီပုံမှန်နဲ့ညီလူးမှာပဲ
NLD ကခေါင်းဆောင်ကတက်လာရင်လည်း NLD ကိုလူးမှာပဲအဲ့ဒီပုံမှန်တွေတက်မှာပဲ NUG ကတကယ်လို့နိုင်ခဲ့တယ်ဆိုအောင်တော့တက်လာရင်လည်းသူလည်းဒါနဲ့ဆွဲချခံရမှာပဲဒါကြောင့်ကျွန်တော်တို့ဒါဆွဲချခံရတာတိတ်တော့မအံ့ဩဘူးဒါမဲ့အမှန်တရားကိုကျွန်တော်ယုံကြည်နဲ့ဆက်လက်ကင်တော့မယ်ဒီမွတ်စလင်နိုင်ငံသားတွေကိုတဆင့်ပြီးတဆင့်ပေါ့စောစောကပြောတဲ့အခွင့်အရေးနဲ့တာဝန်မြန်မာနိုင်ငံပေါ်ဘယ်လောက်သစ္စာရှိမလဲအာရခဒေသပေါ်မှာဘယ်လိုသစ္စာရှိမလဲငြိမ်းချမ်းမှုတဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကဒီဟာလုပ်ပြီးမှငါတို့တိဆောက်ရအောင်အပြောထက်လက်တွေ့လုပ်ရအောင်ဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ကယုံကြည်မှုတိဆောက်လို့ရှိနေပါတယ်